လက်တလောအညာဒေသရဲ့သီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းဟာအရင်ကထပ်ပိုပြီးမိုးခေါင်တာတွေဖြစ်လာတဲ့အတွက်စိုက်ပျိုးရေးရရှိမှုဟာအဓိကကျတဲ့အခက်အခဲဖြစ်လာပါတယ်။ဒါ့အပြင်နိုင်ငံရေးအခြေအနေတွေကြောင့်တောက်လာရခက်ခဲတာတွေကလည်းအချိန်ခါမီပြုစုထိန်းသိမ်းရတဲ့စိုက်ပျိုးရေးလုပ်ငန်းဖို့စိန်ခေါ်မှုကြီးတစ်ရပ်လည်းဖြစ်လာပါတယ်။ဒီလိုအခြေအနေတွေဖြစ်လာပေမဲ့လည်းမြင့်မြတ်တော်ဝင်ကုမ္ပဏီကသီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းမှာအားလုံးအကျိုးပါဝင်တဲ့စီးပွားရေးကိုဖော်ဆောင်ဖို့ခိုင်မာတဲ့တန်ဋိဌာန်ရှိထားတာကြောင့်အလျှော်မပေးဘဲဆောင်ရွက်သွားမယ်လို့ဒီရုပ်သံဗီဒီယိုဖိုင်30မှာဦးမြင့်အောင်ကအခိုင်အမာပြောကြားထားပါတယ်။ ကျွန်တော်တို့ဒီဘောနော်တီးနှံအနေနဲ့ပတ်သက်လို့ရှိရင်အခုဆိုရင်တစ်နှစ်ထက်တစ်နှစ်တောင်မှအရည်အတွက်ပမာဏတွေကရော့နေလာလည်းရှိတယ်ပေါ့ဒီရော့နေလာတဲ့ဆိုတဲ့တောင်မှစိုက်လို့ထွက်နှုံးစိုက်လို့နဲလို့စိုက်တာနဲတယ်ထွက်နှုံးနဲတာလည်းရှိတယ်လို့တခါလေးမှဈေးကွက်တဘောတရားရပြန့်သွားတာလည်းရှိတယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ကဒီလုပ်ငန်းကိုပဲလုပ်ကင်တာဆောင်ရွက်တာဖြစ်တဲ့အတွက်ကိုယ်စွမ်းဉာဏ်နဲ့ရှိတဲ့လောက်တော့ပေါ့နော်ဒီနည်းမရရင်နောက်တစ်နည်းနဲ့ပေါ့ကျွန်တော်တို့လုပ်ငန်းရက်တည်မှုလေးတွေပဲဖြစ်ဖြစ်ဒေတာကိုအကျိုးပြုတဲ့ဟာလေးဖြစ်ဖြစ်စူးစမ်းပြီးတော့လုပ်ဖို့တော့ကျွန်တော်တို့စဉ်းစားထားတာပေါ့နော်နောက်ပြီးဆုံးကျွန်တော်တို့လုံးဝမဖြစ်နိုင်တော့ဘူးဒါမှမဟုတ်ရင်အဆင်မပြေတော့ဘူးဆိုရင်လည်းကျွန်တော်တို့စိတ်ထဲမှာတော့တခြားဘာလုပ်ရင်ကောင်းမလဲဆိုတာကိုလည်းဘယ်လိုမျိုးနီလန်းရှာပြီးတော့ဘယ်လိုအသစ်ဆန်းလုပ်မလဲဆိုတဲ့ဟာကိုလည်းစဉ်းစားနေတာပါကျွန်တော်တို့လေအလျှော့တော့မပေးပါဘူး